တနင်္ဂနွေကဖြည့်ထားတဲ့ကလေးတွေအမှတ်စင်းလေးရပါပြီအများကြီးပါပဲအမှတ်တွေအများကြီးရကြတယ်ဒီထဲမှာလေတွဲဆိုတဲ့ကလေးလေးကိုချဲတကယ်ကိုမချီကျူးပဲနဲ့မနေနိုင်ပါဘူးအမှတ်ကလေဘလို့မှကိုရှော့လို့မရဘူးဖြစ်တာပေါ့နော်တွက်ထားလေးလေရမ်းတက်ရက်တယ်သူဆိုလို့ရှိရင်ချဲစာရေးတာလေးနည်းနည်းလေးကြောင့်မလို့တာချဲအနှဲငယ်လေးပဲချော့လို့ရတယ်သူဆိုလို့ရှိရင်95မှတ်လောက်ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ယောက်ကတဲ့အင်းဆိုတဲ့နာမည်နဲ့စတဲ့ကလေးပေါ့နော်သူကကြတော့လဲ84မှတ်84နောက်တစ်ယောက်ကနန်းဤဆိုလို့ရှိရင်လည်းလေတော်တော်အများကြီးရပါတယ်သူလဲ84ပါပဲနောက်တစ်ယောက်ကသမီးချောစုလိုင်းသမီးချောစု sorry ဘာနာမည်အပြည့်စုံပြောမိသွားလို့เนาะတချို့ကလေးကြတော့လေသူတို့ရဲ့ personal life မှာမကြိုက်တာရှိမှဆိုလို့ okay သူကတော့80လောက်ရပါတယ်နောက်တစ်ယောက်ကသမီးမေမြင့်မြတ်ကလည်းသူကလည်းအနောက်မှာစလုံးလေးတော့ပါတယ်သူလည်း80နီးနီးလေးရပါတယ်ဒီမှာတစ်ယောက်ကလေးကတော့ရိုက်ချင်စရာလေးပေါ့เนาะသူကတော့အောင်မတ်ကြော်လေးပဲရပါတယ်တန်တာဆိုတဲ့ကလေးနောက်တစ်ယောက်ကညနဲ့စားတဲ့ကလေးပေါ့နော်သူတို့ဖွဲ့တွေကသူက60ကျော်80နီးနီးလေးရပါတယ်โอเคဒီကြော့နဲ့စားတဲ့ကလေးပေါ့နော်သူကတော့60ကျော်ရပါတယ်โอเคဒီမှာဒီဖွဲ့တွေကတော့ပြောပြသားပါဆို90 88ဒီမှာလည်းနောက်တစ်ယောက်88 90 80ကျော်နော်90ကျော်ရရတဲ့ကလေးဖွဲ့ရရှိပါတယ်ရှင်ဆိုတော့ချက်ရဲ့ကလေးတွေရမ်းနဲ့ကိုတော်ကြပါတယ်ကျေးဇူးလက်တင်ပါတယ်ချက်ကိုအခုလိုစူးစမ်းပေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုကဲအဲ့ဆိုရင်ACCA ရဲ့ Foundation Level 3သွားပြီးတော့ခြေတို့ Diploma ယူကြမယ်เนาะ Okay ဆိုတော့ take care bye bye ကျေးဇူးအများကြီးတင်ပါတယ်စာရေးစူးစမ်းပေးလို့ပါခြေကိုလည်းဒါကွန်ပျူတာရောက်ပါတယ်เนาะကျေးဇူးပါရှင်